မိတ်ဆွေတင်းရဲ့လက်ညိုးကိုမွေးစိတ်ပြင်းနဲ့မွေးတကောင်ကကိုက်လိုက်တယ်ဆိုပါစို့အဲ့ဒီလက်ညိုးဟာတင်းရဲ့ကိုခန္ဓာအစိတ်အပိုင်းတင်းရဲ့သွေးသားအရင်းမြစ်ဆိုတာမှန်ပါတယ်ဒါပေမဲ့တကူလုံးကိုအစိတ်မပြန့်စေဖို့အတွက်တင်းအသက်မသေးဆုံးဖို့အတွက်အဲ့ဒီလက်ညိုးကိုဖျက်တောက်ပြရမယ်ဆိုရင်တင်းဝန်းလေးနေမှာမဟုတ်ပါဘူးနာကျင်ပေမဲ့ကိုယ့်အသက်ရှင်ဖို့အတွက်မဖြစ်မနေဆွန့်လွတ်ရမှာဖြစ်ပါတယ်အစိတ်တင်းဆွေမျိုးများဆိုတာဒီလိုပါပဲသွေးသားဖြစ်ပေမဲ့တိကွာတစ်ခုလုံးပြည့်စည်မသွားဖို့အတွက်ရဲရဲဝံ့ဝံ့ဖေရှားပြရမယ့်အရာတွေဖြစ်ပါတယ်မိတ်ဆွေတင်ဘဝမှာသူစိမ့်တွေပေးတဲ့ဒုက္ခထက်ကိုယ်သွေးသားရင်းချတွေပေးတဲ့ဒုက္ခကပိုပြီးနာကျင်ရတယ်ဆိုတာကိုလက်ခံပါသလားရန်သူကကိုယ့်ကိုဓာတ်နဲ့ထိုးရင်အပြင်မှာပဲဒဏ်ရာရပြီမဲ့ဆွေမျိုးကစကလုံးနဲ့ထိုးနေရင်တော့နှလုံးသားတဲ့အထိသွေးထွက်တန်ကိုဖြစ်ရတတ်ပါတယ်လောကကြီးမှာမိတ်ဆွေကိုရွေးချယ်ခွင့်ရှိပေမဲ့ဆွေမျိုးကိုတော့ရွေးချယ်ခွင့်မရှိပါဘူးဒါဟာကံတရားရဲ့စီမံမှုပါပဲကျွန်တော်တို့ဓမ္မအတွေ့အကြုံတွေကနေကြိုဆိုလိုက်ပါတယ်ရှေးပညာရှိတွေကဆိုကြပါတယ်အစိတ်ပြင်းတဲ့မွေဟောက်ကိုအိတ်ကက်ထဲထိထားရတာဟာစိတ်ထားယုံညံ့တဲ့ဆွေမျိုးနဲ့အတူနေရတာထက်ပိုပြီးဘေးကင်းတယ်တဲ့ဘာကြောင့်လဲဆိုတော့မွေဟောက်ကအချိန်မရွေးကိုက်နိုင်မှန်ကိုကတိထားတဲ့အတွက်တတိထားလို့ရပါနဲ့ဒါပေမဲ့ဆွေမျိုးဆိုတဲ့ခေါင်းစဉ်အောက်ကလူတွေကတော့တွေးထားပဲလေအမျိုးပဲလေဆိုတဲ့တန်ရိုးစင်ကျိုးနဲ့ကိုကိုချီးနှောင်ထားပြီးမှစိတ်ဒုက္ခပေးတတ်ကြလို့ပါပဲမြတ်စွာဘုရားရှင်ကိုတော်တိုင်းတော်မှာသူ့ကိုလုတ်ကြံတက်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ဒေဝဒတ်ဟာတခြားသူမဟုတ်ပါဘူးဆွေမျိုးရင်းချတဲ့ရောက်ပါပဲဒါကိုကြည့်ခြင်းအပြင်ဆွေမျိုးတိုင်းဟာမိတ်ဆွေစစ်မဟုတ်နိုင်ဘူးဆိုတာထင်ရှားလာပါတယ်တရားသဘောအရာကြည့်မယ်ဆိုရင်တော့ဒါဟာဝတ်ကြွေးပါပဲအတိတ်ဘဝကရန်ညိုးရှိခဲ့သူတွေဟာဒီဘဝမှာဆွေမျိုးအဖြစ်လာတော့စပြီးအပြန်အလှန်ဒုက္ခပေးကြတာဖြစ်နိုင်တယ်။ဒါပေမဲ့မိဆွေဝတ်ကြွေးရှိလို့ဆက်ရမယ်ဆိုပေမဲ့လက်ရှိဘဝမှာတော့ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုကာကွယ်ဖို့အတွက်ဉာဏ်ပညာဆိုတဲ့လက်နက်မဲ့စီးချထားဖို့လိုအပ်ပါတယ်။ဒီနေ့မှာတော့သွေးသားမှုစွန့်ပြစ်ရခက်နေပေမဲ့ရေရှည်မှာတင့်ဘဝကိုငရဲကြသလိုပူလောင်စေမဲ့အစိတ်သိမ့်ဆွေမျိုးအမျိုးအစားခုနှစ်မျိုးအကြောင်းကိုဓမ္မရှုထောင့်နဲ့ယဉ်ပြီးအသေးစိတ်ဝေမျှသွားမှာဖြစ်ပါတယ်။နံပါတ်1တင့်အောင်မြင်မှုကိုမနာလို့ဖြစ်ပြီးပြိုင်ဆိုင်လိုတဲ့ဆွေမျိုးများဖြစ်ပါတယ်။သူတို့ကတင့်ရှိမှာတော့ဝမ်းသာပါတယ်လို့ပြုံးပြပါလိမ့်မယ်။ဒါပေမဲ့သူတို့ရဲ့မျက်လုံးတွေမှာတော့မီးတောက်တွေရှိနေပါတယ်မူရီတာဆိုတဲ့သူတစ်ပါးအောင်မြင်ရင်ဝမ်းသာပေးခြင်းတရားဟာသူတို့ကောင်းနေမှာပဲရှိတတ်ပါတယ်။စိတ်ထားမပြေဝတဲ့ဆွေမျိုးတွေကတော့တင်လဲကြမဲ့အချိန်ကိုစောင့်နေတတ်ကြတယ်။တင်ကားတစ်ဝဲရင်သူတို့မျက်နှာပြတ်တယ်။တင်သားသမီးဆံမဝဲအောင်ရင်သူတို့သားသမီးနဲ့နှိုင်းရှင်ပြီးတင်ကိုစောင်းမြောင်းပြောဆိုတတ်ပါတယ်။အိဆာမစ္စရိယာဆိုတဲ့မနာလိုဝန်တိုစိတ်ဟာသူတို့ကိုပူလောင်စေသလိုတင်ကိုလည်းအပူဟတ်စေပါတယ်။သူတို့ကတင့်ကိုဆွေမျိုးလိုမဆက်ဆံပဲပြိုင်ဘက်လိုသဘောထားနေကြတာပါဒီလိုလူတွေနဲ့တွေ့ရင်တင့်ရဲ့အောင်မြင်မှုတွေကိုထုတ်မကြွားမိမှုအရေးကြီးပါတယ်သူတို့မေးရင်တောင်ကံကောင်းလို့ပါတာမန်ပါပဲလို့နှိမ့်ချပြောဆိုပြီးသူတို့ရဲ့မနာလိုစိတ်မီးတောက်ကိုစီမလောင်းမိပါစေနဲ့နံပါတ်2ငွေကြေးအကူအညီလိုတဲ့အခါမှာသွေးနီးပြတဲ့ဆွေမျိုးများဖြစ်ပါတယ်သူတို့ရဲ့ဆောင်ဖို့ကတော့အမျိုးဆိုတာဒုက္ခရောက်ရင်ကူညီရမယ်ဆိုတဲ့ခေါင်းစဉ်ပါပဲဒါပေမဲ့ပြဿနာကအပြန်အလှန်မရှိပါဘူးသူတို့ဒုက္ခရောက်ရင်တင်ကကဲတင်စဉ်ဖြစ်ပေမဲ့တင်ဒုက္ခရောက်တဲ့အခါသူတို့ကဖုံးဆက်ပိထားမဲ့သူတွေပါသူတို့ကတင်ကို ATM ဆက်လို့သဘောထားကြတယ်ငွေလာချဲမယ်အကူအညီတောင်းမယ်တင်ကမပေးနိုင်ဘူးညှင်းလိုက်တာနဲ့ဆွေမျိုးချင်းချင်းရက်ဆက်လိုက်တာပိုက်ဆံရှိပြီးမာနကြီးနေတယ်ဆိုပြီးတင်ကိုလူဆိုးဖြစ်အောင်လုပ်တိုက်ကြတာပါတကယ်တမ်းတော့ဒါဟာလောဘအခြေခံတဲ့ဆက်ဆံရေးပါမယ်မြတ်စွာဘုရားကမိမိကိုယ်ကိုအရင်ကဲတင်ပြီးမှသူတစ်ပါးကိုကဲတင်ပါလို့ဆိုထားပါတယ်။တင်မိသားစုစားဝတ်နေရထိလိုက်မဲ့အထိသူတို့ကိုမကူညီပါနဲ့။တနာခြင်းဟာကောင်းပေမဲ့ဖိညာမဲ့တဲ့တနာခြင်းဟာတင့်ဘဝကိုချောင်းဆွဲချော့သွားနိုင်ပါတယ်။နံပါတ်3အကြီးအကဲအာနာပြပြီးချဲလိုက်လို့တဲ့ဆွေမျိုးများဖြစ်ပါတယ်။မြန်မာလူအဖွဲ့အစည်းမှာအသက်ကြီးသူကိုယိုသေးရမယ်ဆိုတဲ့ယဉ်ကျေးမှုရှိပါတယ်။ဒါကအလွန်မွန်မြတ်ပါတယ်ဒါပေမဲ့တချို့သောဦးကြီးဒေါ်ကြီးဘာကြီးတော်ဇတ်သူတွေကဒီအချက်ကိုအခွင့်ကောင်းယူပြီးတင့်ဘဝကိုဝင်ရောက်ဆွတ်ဖြတ်တတ်ကြတယ်။ငါကတင့်တဲ့အသက်ကြီးတယ်။ငါပြောကနားထောင်ဆိုပြီးအမိန့်ပေးတတ်ကြတယ်။တင့်ရဲ့အိမ်ထောင်ရေးစီးပွားရေးကလေးပညာရေးကိစ္စတွေမှာသူတို့ကဝင်ပြီးဆုံးဖြတ်ချင်းကြတယ်။တင်ကပြန်ပြောရင်ငရေကြီးမယ်ဆိုပြီးချင်းချောက်တတ်ကြတယ်။
တရားသဘောအရာကြည့်မယ်ဆိုရင်မာနတရားကြီးစိုးသူတွေဖြစ်ပါတယ်အသက်ကြီးုံနဲ့ပညာမရှိပါဘူးဂုံးတိခါဆိုတာတောင်းယူရတာမဟုတ်ပဲတီဆောက်ယူရတာကြောင့်သူတို့မသိကြပါဘူးဒီလိုလူတွေနဲ့ဆက်ဆံတဲ့အခါယိုသေးမှုကိုမပြတ်စေပဲကိုယ့်ရဲ့ခံယူချက်ကိုတော့ပြတ်တန်းစွာရပ်တည်ဖို့လိုအပ်ပါတယ်နံပါတ်၄တင့်လောက်ရရွေးကိုဖောက်ထည့်ချတတ်တဲ့အသိအပြင်းဆွေမျိုးများဖြစ်ပါတယ်ပြီးတနုဝါစားယူခေါ်တဲ့ဂုံးတိတ်စကားအသိအပြင်းစကားဆိုတာမိတ်ဆွေတွေကြားမှာပဲရှိတာမဟုတ်ပါဘူးဆွေမျိုးတွေကြားမှာပိုဆိုးပါတယ်ဘာလို့လဲဆိုတော့သူတို့ကတင့်အကြောင်းကိုအတွင်းကြကြီးသိနေလို့ပါတင့်အိမ်တွင်းဟိပြဿနာတစ်ခုခုဖြစ်ရင်သူတို့ကနှစ်သိမ့်ပေးသလိုလိုနဲ့အချက်လက်လာယူတတ်ပါတယ်ပြီးရင်နောက်ွယ်မှာဆွေမျိုးအတိုင်းဝိုင်းတစ်ခုလုံးသိအောင်လိုက်ပြောတတ်ကြတယ်သူလင်မယားကဘလို့ဖြစ်နေတာသူသားသမီးကဘလို့စိုးတာဆိုပြီးတင့်တိခါကြအောင်လုပ်တတ်ကြတယ်သွေးသားရင်းချဖြစ်တဲ့အတွက်သူတို့ပြောရင်တခြားသူတွေကပိုယုံကြတယ်ဒါဟာအလွန်အန္တရာယ်များပါတယ်ရှေးလူကြီးတွေကကိုယ်အိမ်တွင်းမီးကိုအပြင်းမထုတ်နဲ့လို့ဆုံးမတာဒါကြောင့်ပါပဲဒီလိုပါဇက်စီမလုံးတဲ့ဆွေမျိုးတွေနဲ့တွေ့ရင်စကားကိုအပေါ်ယံပဲပြောပါတင်းရင်ထက်ကစကားတွေကိုဘယ်တော့မှထုတ်မပြပါနဲ့နံပါတ်5အမွေးကိစ္စနဲ့ PC ဥစ္စာလူယူရတဲ့ဆွေမျိုးများဖြစ်ပါတယ်ဒါကတော့အဆိုးဝါးဆုံးအခြေအနေပါပဲမိဘတွေရှိနေသုံးမှာညီအကိုမောင်နှမတွေချစ်ခင်ကြပေမဲ့မိဘတွေမရှိတော့တာဒါမှမဟုတ်မိဘတွေအုံမြင့်မစွမ်းဖြစ်လာတဲ့အခါပစ္စည်းဥစ္စာအတွက်ရန်ဖြစ်ကြတာတွေတွေ့ဖို့ကြမှာပါလောဘတရားဝင်လာရင်တန်ရောစင်ဆိုတာပျောက်သွားတတ်ပါတယ်မြေခွက်တစ်ခွက်ရွှေတစ်ချက်သားအတွက်နဲ့တစ်သက်လုံးမခေါ်တော့ပဲရန်သူဖြစ်သွားကြတဲ့ဆွေမျိုးတွေအများကြီးပါပဲတရားသဘောအရာကြည့်မယ်ဆိုရင်ပစ္စည်းဥစ္စာဆိုတာဖြင်းပါအရာတွေပါပဲဒါပေမဲ့မောဟဖုံးလွှမ်းနေသူတွေကတော့ဒါကိုအသက်ထက်တန်ဖိုးထားပြီးသွေးသားရင်းချကိုတောင်စွန့်လွတ်ရဲကြပါပဲဒီလိုအခြေအနေမျိုးကြုံလာရင်ဥပဒေအရာဖြည့်ရှင်းတာအကောင်းဆုံးပါပဲစိတ်ခံစားချက်နဲ့ညှင်းချင်နေရင်တန်တရားလဲမဲ့အညိုးတွေပဲဒိုးပွားလာမှာဖြစ်ပါတယ်နံပါတ်6ဘလောက်ကူညီကျေးဇူးမတင်တတ်တဲ့ဆွေမျိုးများဖြစ်ပါတယ်တင်ကသူတို့အတွက်ငွေကုန်လူပန်းခံပြီးကူညီခဲ့ဘူးလိမ့်မယ်အကျင့်တရားကူညီခဲ့သောအကျင့်တလောက်တင်မကူညီနိုင်တဲ့အထာတင့်ရဲ့ကောင်းမှုအလုံးဟာတဲသေးရေသွန်းတယ်လို့ပျောက်ဆုံးသွားတတ်ပါတယ်အကတညုလို့ခေါ်တဲ့ကျေးဇူးတရားကိုမတိတတ်ခြင်းဟာလူမိုက်တို့ရဲ့လက္ခဏာပါပဲသူတို့ကတင့်ရဲ့စေတနာကိုတန်ဖိုးမထားပဲသူတို့ရပိုင်ခွင့်တစ်ခုလို့ထင်မှတ်နေကြပါတယ်သူကချမ်းသာတာပဲပေးနိုင်တာပေါ့ဆိုပြီးတင့်ရဲ့ကြိုးစားမှုကိုလျှော့ချတွက်တတ်ကြတယ်မြတ်စွာဘုရားကသူတော်ကောင်းဆိုတာဂျေဇုတည်သူဂျေဇုဆက်လို့သူဖြစ်တယ်လို့ဟောထားပါတယ်ဂျေဇုမသိတဲ့ဆွေမျိုးတွေကိုကူညီရတာဟာအောက်ခြေမရှိတဲ့အိုးတွေကိုရေဖြည့်နေရတယ်လို့ပါပဲဘယ်တော့မှပြည့်တယ်ဆိုတာရှိမှာမဟုတ်ပါဘူးနံပါတ်9ရှေ့တစ်မျိုးကွဲတာတစ်မျိုးညှပ်ဖက်မျက်နှာဆွေမျိုးများဖြစ်ပါတယ်သူတို့ကတင်းရှိမှတော့အလွန်ချိုးသားပါတယ်တူလေးသမီးလေးဆိုပြီးအသေးနှလုံးကိုထုတ်ပြမှတ်တဲ့ပြောဆိုပေမဲ့တင့်ကွဲတာမှာတော့တင့်ကိုအပုတ်ချဖို့ဝန်မလေးကြပါဘူးသူတို့ရဲ့နှုတ်ကထွက်တဲ့စကားတိုင်းဟာမာယာရီနဲ့ပြည့်နှက်နေပါတယ်တင့်အပေါ်စေတနာရှိတဲ့အောင်ဟန်ဆောင်ပြီးတင့်အစီအစဉ်တွေကိုဖျက်လို့ဖျက်စီလုပ်တတ်ကြတယ်ဥပမာတင်စီဝါရေးလုပ်မယ်ဆိုရင်ကောင်းပါတယ်လို့ပြောပြီးနောက်ွယ်မှာတော့သူကဘာတက်လို့လဲမွဲမှာပါဆိုပြီးပြောဆိုတတ်ကြတယ်ဒီလိုမိတ်ဆွေတို့ဆွေမျိုးတို့တွေကိုခွဲခြားသိမြင်နိုင်ဖို့ကတင့်ရဲ့စတိဟာအရေးကြီးပါတယ်သူတို့ရဲ့အပြောကိုမကြည့်ပဲသူတို့ရဲ့လက်တွေ့လုပ်ရက်တွေကိုသာစောင့်ကြည့်အကဲခတ်ပါမိတ်ဆွေတရားတော်မှာညာတိလို့ခေါ်တဲ့ဆွေမျိုးနဲ့မိတ္တလို့ခေါ်တဲ့မိတ်ဆွေကိုခွဲခြားပြထားပါတယ်သွေးတော်တိုင်းဆွေမျိုးမမီပါဘူးကိုယ့်အပေါ်ကောင်းကျိုးလိုလားနာတာစစ်မှတ်တဲ့ဆွေမျိုးဖြစ်ပါတယ်အကယ်၍တင့်မှာအထက်ကပြောခဲ့တဲ့အစိတ်တင်ဆွေမျိုးတွေရှိနေရင်ဝမ်းနဲ့မနေပါနဲ့ဒါဟာတင်ကြော်ဖြတ်ရမယ်လောကဒဏ်ပါတယ်အကောင်းဆုံးဖြည့်ရှင်းနှံကတော့မေတ္တာထားပါဒါပေမဲ့ဝေးဝေးနေပါဆိုတဲ့နီးလန်းပါပဲမေတ္တာထားတယ်ဆိုတာသူတို့ကောင်းစားပါစေလို့စိတ်ကဆုတောင်းပေးလာဖြစ်ပြီးသူတို့နဲ့ရောနှောင်းနေထိုင်ရမယ်လို့မဆိုလိုပါဘူးဥပိ္ပခပြုခြင်းဟာရိုင်းစာတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုကာကွယ်ခြင်းသာဖြစ်ပါတယ်အစိတ်ရှိတဲ့အသီးကိုလှတဲ့ဆိုပြီးမစားသုံးတယ်လို့မျိုးအစိတ်ရှိတဲ့ဆွေမျိုးကိုလည်းအမျိုးဆိုပြီးတိခံမနေသင့်ပါဘူးလိုအပ်ရင်အဆက်အသွယ်ဖြတ်တောက်တာအကွာအဝေးတစ်ခုတတ်မှတ်တာတွေလှုပ်ဆောင်ရပါမယ်ဒါဟာအတ္တကြီးတာမဟုတ်ပါဘူးကိုဘဘနဲ့ကိုမိသားစုကိုကဲတင်တာဖြစ်ပါတယ်အတ္တဟိအတ္တနောနာသောမိမိသာလျင်မိမိရဲ့ကိုးကွယ်ရာဖြစ်တဲ့အတွက်သူတစ်ပါးကြောင့်ကိုဘဘကိုအညစ်နွမ်းမခံပါနဲ့တင်ဘဝရဲ့ဥယျာဉ်ထဲမှာပေါင်းပင်တွေကိုရှင်းထုတ်လိုက်မှသာပန်းကောင်းတွေဝေးဝေးဆဆပွင့်လန်းသွားမှာဖြစ်ပါတယ်
ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာလေးကတင့်အတွက်ခွန်အားတစ်ခုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်တင့်မှလည်းဒီလိုဆွေမျိုးတွေရှိလားရှိခဲ့ရင်ဘယ်လိုကြိုက်တွဲဖြည့်ရှင်းခဲ့လဲဆိုတာမှတ်ချက်မှာမျှဝေခဲ့ပေးကြပါဦးအစိတ်တင့်ဆွေမျိုးများရဲ့ဘေးမှာကင်းဝေးပြီးမေတ္တာစစ်မေတ္တာမှန်နဲ့ပေါင်းသင်းမဲ့မိတ်ဆွေခေါင်းတွေနဲ့သာစုံတွေ့နိုင်ကြပါစေလို့ဓမ္မအတွေးချန်တွေကနေစုမွန်ခေါင်းတောင်းလိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ